ပါတယ်你看俺那姑爷呢这地方没什么高品ဘာမှစိတ်မကောင်းဖြစ်နေတယ်ငါနဲ့ကိုရင်းနဲ့ထပ်လို့ရှိရင်ညငါတို့အိမ်ကိုခေါ်လာမယ်သိလားခုညတအိမ်လုံးကဥတီရှုံရငါကြည့်ရတော့ငါစိတ်မကောင်းဘူးငါဒါဆိုရင်ကိုရင်းနဲ့ငါရဲ့အခုခုပဲနေရှောရမှာညအချက်ပြုတ်လဲကောင်းနေဆိုတော့ညနဲ့ရတယ်ကိုရင်းနဲ့သဘောကျမှာပါလေကိုရင်းနဲ့ငါနဲ့ပြောင်းနေတာပြောကြည့်ထမင်းလက်ဆောင်စားနေချင်ညထမင်းမလေးဘေးနဲ့ရတောင်ထပ်ပြီးနေဘာမှပြင်မလို့ဆက်ဘူး你စိတ်ကူးရည်နေဆိုရင်တော့လာမင်းကိုကြည့်ပြီးစိတ်ကူးရမဟဲအဲ့တခုတော့ရှိရဲ့အဲ့လက်ကဘာပေါ်မှာကိုရင်းရင်းနဲ့ငါနဲ့ဟန်လို့ထွက်တာမင်းတွေ့ရမသိလားဟဲ့ညဘာလို့ငိုနေရလဲနင်းနေငါချီတဲ့ပေါ်ကြာတော့ကိုပြက်ကုန်တော့မှာပဲတိတ်တိတ်ငိုတိတ်လိုက်ကဲတုံးဆောင်ကြပါဦးကျွန်တော်တော့မရင်လာပြီနေနေရွှေလန်းငွေလန်းမဖောက်ဖြစ်ခဲ့တာတွေးမိတယ်စိတ်မကောင်းဖြစ်နေဟောကိုစိုးကျော်နေနေတစည်းကိုအားလာဆရာရှင်ကိစ္စမရှိပါဘူး။တစ်စက်အားလုံးပြီးပါ။ကဲတားလိုက်ကြရအောင်။အဲ့နိုင်စမ်းအားလည်းနဲ့ကိုရင်းရွှေလန်းငွေလန်းဖောက်ဖြစ်တော့မယ်တူတယ်တင်ကြတာပေါ့ကိုစိုးကျော်ရဲ့ကျမပြောပြပါတော့လားကျမသားလေးကကျမစကားတခုမှပဲလို့ကျမလေကျမသားလေးရဲ့သဘောထားကိုတိတိကျကျမင်းမြန်စုံစမ်းပြီးတော့မှကိုစိုးကျော်တို့စီမှာတောင်းရလက်ထပ်ပြီးဖို့စိုးဖြတ်ပြီးလာခဲ့တာကျမသားလေးကလေအိမ်လောင်ပြီးမယ်ဆိုရင်ဖြူတင်နေပြီအဲ့တော့သူကိုယ်တိုင်ကလည်းနှစ်နှစ်ကကမြန်လို့ပါလေဆိုတော့ကျမဟာမိဘဝတရားရှိတဲ့အတိုင်းတောင်းရလက်ထပ်ပေးရတော့ဘူးအဲ့တော့ကိုစိုးကျော်တို့မသက်ပံတို့ကိုမိဘအုပ်ထင်းသူများမှာသဘောထားပြီးတော့ကိုစိုးကျော်တို့အိမ်မှာအလုပ်လာလုပ်နေတယ်မကြိုင်ရဲ့သမီးလေးရွှေဟင်းသားနဲ့ကျမသားကိုလက်ထပ်ပေးပါဗျာမေလာခမရဘလို့ပြောလိုက်တာလဲအုတ်ထင်းသူအနေနဲ့ကိုစိုးကျော်တို့ကခွင့်ပြုနေဆိုရင်ရွှေဟင်းသားလေးနဲ့ကျမသားကိုငွေကုန်ကြေးကြခံပြီးအကြီးအကျယ်မင်္ဂလာဆောင်ပေးမယ်လို့ပြောလိုက်တာမရင်လားခမရကောင်းပြီကောင်းနေတာကြောက်တော့နေတာကိုဒါဆော်ရနေတာလားကိုစိုးကျော်ကျမတို့ကဘာများဆော်ကားမိလို့လဲရှင်လူဆုံးမသားငွေတမတ်နဲ့ငရင်းကောင်းတက်ကန်လေးလို့ပြောအောင်လေကျမတို့ကမြို့စုံမှာတဲထုတ်ပြီးမရတဲ့ဘဝမျိုးလည်းမဟုတ်တော့ဘူးကိုစိုးကျော်ကမကြိုင်လို့သားမိရဲ့အလုပ်ရှင်မို့လို့လေးစားတမှုနဲ့တော့ပန်ကြားတာပါရှင်ကဲပါမေရဲ့ကျင်းတာမေလည်းရှိနေတာဒီကိစ္စကိုပြောကြတယ်မကြိုင်ရှင်ဘယ်နဲ့လဲရှင်မိလေးနဲ့ကျမတောင်းဘယ်လိုတူလဲဒီလိုပြောလိုက်တာလည်းတော်ရင်းလားကျမလည်းကျမနားတော့ကျမမယုံတိုင်တော့အောင်ပါပဲဒါပေမဲ့သမီးလေးရဲ့သဘောထားကိုမေးကြည့်ပြစီနော်ရှင်မင်းနဲ့ကျမမင်းဒီချိန်မှာရှင်းနေကြလည်းမလို့ဘူးကြောက်ဖို့လည်းမလို့ဘူးအမိခေါင်းတစ်ချက်ညှိလိုက်တာနဲ့သူများရင်မှာအနှင်ခံဘဝနဲ့လှုပ်လှုပ်နေရတဲ့ဝက်ကကျက်သွားမှာသမီးတို့သားမီးကိုအလုကထုတ်ပြီးအမိကတခါတည်းခေါ်သွားချင်တာဘယ်နဲ့လဲသမီးအမိသားလေးကိုလက်ထပ်ပြမှာမလားဘက်ကတရားနည်းလက်ကြတယ်။မကြရုံကသူသမီးနဲ့တဘောတူနေဆိုခေါ်သွားစီ။သမီးကိုခေါ်လာမကြရုံ